ဟောကောင်ငါတီးတော့နေဆက်မှာအလုပ်ကောင်းတစ်ခုရှိတယ်တဲ့လူလိုနေလို့တဲ့ ဟုတ်လားဘာလုပ်လဲရစားရော နောက်စားအများကြီးပဲနေစရာစားစရာအလကားတဲ့လောက်ကလည်းကွန်ပျူတာရှိထိုင်ုံပဲတဲ့နင်သွားမလား ဟာမိုက်တာဗောငါလည်းပတ်စံလိုနေတာနေဦးငါအကိုအောင်ဖုံးဆက်ပြီးတိုင်ပင်ကြည့်အောင်မယ် အေးအောင်မသွားနဲ့အဲ့ဒါကြားပြနေရခေါ်တဲ့ထောင်ချောက်ပဲ ဒါပေမဲ့လမ်းစာကောင်းတယ်ဆိုအကိုရဲ့ လွယ်လွယ်နဲ့လမ်းစာများများပေးမယ်ဆိုပြီးမြူတာဟိုရောက်ရင်လွယ်လွယ်ခွင့်မရှိတော့ကျင်းချရိုက်နှက်ပြီးလူလိန်ခိုင်းတာချို့ဆိုခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေကထုံရောင်းခံရတယ်ဆိုတဲ့သတင်းတွေထွက်နေမှာမကြောက်ဘူးလား ဆက်လိမ့်လေဒီနေ့တားကမပြင်းထမင်းမကြွေးဘူး ကဲကြပါဦးကျွန်တော်မလုပ်ချင်တော့ဘူးအိမ်ပြန်ချင်းပြီဟောလေကြောက်စီရိုက်တကယ်ငရေကန်ကြီးပဲငါ့ငတ်ပါစီဗျာဒီလို့တော့မလျှောက်တော့ ဒီလိုလာစာအရန်ကောင်းတဲ့နေဆက်အလုပ်တွေဟာလူကုန်မှုခံရနိုင်တဲ့အန်ဒီရဲ့အရန်များတဲ့အတွက်တတိထားတင်ပါတယ်ပြင်ဘဝကိုအဆုံးရှုံးမခံပါနဲ့